အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တူတအောင်ခြေကိုချင်ပါများအားလုံးနော်နောက်ပြန်ဆိုရင်ကျွန်တော်တို့နော်14ရက်8လ2026တောက်ကြနေနောက်ဆုံးအပိတ်ပွဲလေးကိုရောက်ရှိလို့လာပါပြီတောက်ကြနေနောက်ဆုံးအပိတ်ပွဲနေကုန်စားနော်ဝမ်းချင်းလေးတွေမိန်းလေးတွေပတ်သီးလေးတွေထပ်မှပြီးတော့လာတင်ပေးတာဖြစ်ပါတယ်အကြိုက်တွင်လိုက်ဆော်လို့ရအောင်ပေါ့နော်ကျွန်တော်နော်အကြိုက်ဆုံးအကောင်းဆုံးနော်ဝမ်းချင်းလေးတွေမိန်းကွက်ကလေးတွေပတ်သီးလေးတွေလာတင်ပေးတာဖြစ်လို့အကြိုက်တွင်လည်းလိုက်ဆော်ပေါ့နော်အကြိုက်မတွင်လည်းအားလုံးပဲကြော်သွားပြီးလို့ရပါတယ်ကဲဒီဗီဒီယိုပိုင်းလေးကိုမြင်နေတွေ့တဲ့ချိန်ကနေစလို့ကျွန်တော်ရဲ့ခြေကိုခြေမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေစီးပွားလက်လာပါတီလေးဒီအလားတူတကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်နော်ကဲအားလုံးပဲဒီနေ့ကြာလာပလေးနေ့လေးမှာတော့ပတ်သီးသမားတွေနော်3ပတ်သီး63ရကြလိမ့်မယ်နော်ဒါပတ်သီးသမားတွေပြောတာကဲကျွန်တော်ရဲ့အကူဒီမတွေအားလုံးပဲနော်ပတ်သီးသမားတွေနေကုန်3ပတ်သီး63ရကြလိမ့်မယ်ကဲ Facebook ကညီကိုမောင်နှမတွေဒီဗီဒီယိုဖိုင်လေးကိုမြင်ပြီးတွေ့ပြီဆိုရင် like လက်မအသေးလေးတွေနှိပ်ပါ share မှု share လေးနဲ့ကူညီပေးပါကျွန်တော်တင်တဲ့ဗီဒီယိုဖိုင်လေးတွေကိုနေ့စဉ်နဲ့မြင်တွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့ပေးဖို့မမေ့ကြပါနဲ့တောက်ကြနေနောက်ဆုံးအပိတ်ပွဲလေးလည်းဖြစ်လို့เนาะအကြိုက်တွင်တော့ like ဆော့ပေါ့အကြိုက်မတွင်တော့အားလုံးပဲကြော်တော့ပြလို့ရတဲ့စေတနာနဲ့တင်ပေးတာဖြစ်လို့ပေါက်လို့ရလို့လေဘာမှပေးစရာမလိုပါဘူးကဲမနေ့ပြန်เนาะတောက်ကြနေเนาะနောက်ဆုံးအပိတ်ပွဲလေးမှာဝမ်းချိန်နေနေဆိုရင်တော့9-3ညဝမ်းချိန်ပဲဖြစ်ပါတယ်เนาะကိုနဲ့ပတ်သက်တဲ့ main ခွက်ကလေးတွေဆိုလို့ရှိရင်9-1เนาะ9-4 9-6 9-3ပဲဖြစ်ပါတယ်9-1 9-4 9-6 9-3ပဲဖြစ်ပါတယ်ဒါ9နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ခွက်ပါเนาะကဲဒါဆိုလို့ရှိရင်3ညနဲ့ပတ်သက်တဲ့ main ခွက်ကလေးတွေကတော့3ည1 3ည4 3ည6 3ည3ပဲဖြစ်ပါတယ်3ည1 3ည4 3ည6 3ည3ပဲဖြစ်ပါတယ်ဒါ3ညနဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ခွက်ရွေးခွက်ကလေးတွေပေါ့เนาะကဲကျွန်တော်ထုတ်ပေးတဲ့ main ခွက်ရွေးခွက်ကလေးတွေမကြိုက်လို့ကိုလုံးမိုင်ကိုကြီးရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်တောက်ကြနေနောက်ဆုံးအပိတ်ပွဲမှာအားကောင်းဆုံးဝမ်းချင်းသည်เนาะနေကုန်9-3ညဝမ်းချင်းဖြစ်တဲ့အဓိကပတ်တိကိုဦးစားပေးဆိုတဲ့ချစ်ကိုချင်းမတွေအားလုံးเนาะတောက်ကြနေနောက်ဆုံးအပိတ်ပွဲလေးမှာအကောင်းဆုံးပတ်တိဒီ9ပတ်တိ3ညပတ်တိဖြစ်ပါတယ်အကြိုက်တွင်လိုက်ဆော့ပါအကြိုက်မတွင်မဆော့ပါနဲ့တင်းမဆော့ခိုင်းပါဘူးစေတနာနဲ့တင်ပေးတာဖြစ်လို့ပေါက်လို့ရလို့လဲဘာမှပေးစရာမလိုပါဘူးပေါက်တယ်ရတယ်ဆိုရင်ပဲဝမ်းသာပီတိဖြစ်ပါတယ်ကဲကျွန်တော်ရဲ့ချစ်ကိုချင်းမများအားလုံးဒီဗီဒီယိုဖိုင်လေးကိုเนาะအများမြင်များတွေ့နိုင်အောင် share မှု share လေးနဲ့ကူညီပေးဖို့တော့မမေ့ကြပါနဲ့ Facebook ကညီကိုမောင်နှမတွေအားလုံးလေးเนาะကဲเนาะဒါကျွန်တော်တောက်ကြနေနောက်ဆုံးအပိတ်ပွဲလေးမှာအားလုံးပဲเนาะရကြပါစေเนาะနောက်ဆုံးပိတ်ကလေးမှာအကြီးကြီးနဲ့လွယ်နိုင်ကြပါစေအားလုံးပဲကံကောင်းကြပါစေဗျ